အိမ်ထဲဝင်မလားဝင်မလားဘယ်လျှောက်သွားကြနေတော့နေရတို့လင်မယားနဲ့ဘယ်လျှောက်သွားကြဖွင့်မရမလားသမီးအမလေးအရန်နဲ့တောင်းဆိုနေတတ်ပြီနော်အမလေးအိမ်ကြီးရှင်ဖြစ်နေပြီနော်အမလေးနော်ချွေးမအမလေးအိမ်ကြီးရှင်အောင်ဖြစ်နေအမလေးဟဲ့သမီးအိမ်ထဲဝင်မှာသမီးဖွင့်ပေးပါမေမေလို့ပြောနော်အေးပါဖွင့်ပေးမယ်ဟဲ့ဖွင့်ပေးလို့မရအောင်ငါမှတော့မှမရှိတာနင်တို့အဖွားပြန်လာတာစောက်ငါ့အိမ်မှာတော့ခတ်သွားကြတာဟဲ့စိတ်မကောင်းကွယ်နောက်ဖရနေဝင်မှာနောက်ဖရနေလာခဲ့အဲ့ဆိုဒါပေမဲ့နင်တို့6ရေးလေးဆိုညစ်ပတ်မှာနောက်ဖရနေဆိုဟဲ့ငါသမီးလေးတနာပါတယ်ငါသမီးလေးအိမ်ထဲဝင်ချင်တနာပါတယ်အေးလေအေးဟုတ်တယ်မီးရေအမလေးငါသမီးလေးအိမ်ထဲဝင်ချင်တာတနာပါတယ်အေးလေဟိုတောင်းဟုတ်ကောင်းနင်ကမွေးစားသားဖြစ်ပြီးတော့ဟိုမှာသမီးအရင်ဖြစ်တော့မှချွေးမဒီကိုကြည့်